လာပါအာဆင်နယ်ကလာရီကနေပြန်နေကြိုဆိုလိုက်ပါတယ်ညကတော့ရဲပွဲတွေရှိနေတဲ့အတွက်တော့အာဆင်နယ်ရဲ့ပွဲပြီးသုံးသက်ချက်ကိုတခါတည်းမသုံးသပ်လိုက်ရဘူးเนาะညအာဆင်နယ်နဲ့ဘီဘာအိုတို့ချန်ပီယံလိဂ်အုပ်စုအဆင့်ပထမဆုံးပွဲစဉ်အဖြစ်ဘီဘာအိုရဲ့အိမ်ပွဲမှာရှင်းမှန်ကစားခဲ့တယ်အဲဒီမှာအာဆင်နယ်ကဘီဘာအိုတင်းကို2-0ဆိုတဲ့ရလဒ်နဲ့အနိုင်ယူခဲ့တယ်ဒီနေရာမှာပြောစရာရှိရတဲ့ကအများကြီးပဲပေါ့နော်ပထမဆုံးမီခဲအာဒီတာပေါ့မီခဲအာဒီတာနဲ့ပတ်သက်ပြီးကျွန်တော်တို့အများအားဝေဖန်ခဲ့တာရှိတယ်မီခဲအာဒီတာကစွမ်းသားလို့သိမရှိဘူးစေစုံအရန်ယူတဲ့နီးပြလို့ကျွန်တော်တို့ဝေဖန်ခဲ့တာရှိတယ်အခုဒီနှစ်နေရာဒီမှာရောက်လာတဲ့အန်ဒရီပါတာပေါ့နော်အန်ဒရီပါတာရဲ့အပြောင်းရွှေ့တွေကြောင့်အာဆင်နယ်ကိုကစားသမားကောင်းတွေအများကြီးရောက်လာတယ်စကွက်တဲ့အင်အားလည်းတော်တော်ကိုအားကောင်းတဲ့အခြေအနေကိုရောက်လာတယ်ပရီးမီးယားလိဂ်မှာမဟုတ်ဘူးအာဆင်နယ်ရဲ့စကွက်တက်ကဒီဥရောပလိဂ်5လိဂ်မှာအကောင်းဆုံးစကွက်တက်လို့ပြောလို့ရတယ်။ဘာလို့လဲဆိုတော့နေရာတိုင်းမှာ quality player world class လို့ပြောတာမဟုတ်တော့ quality player 2ယောက်3ယောက်ရှိတယ်။ဥပမာနောက်တက်မှာဆိုလည်းကြည့်လိုက်မယ်ဆိုရင်စင်တာဘက်မှာဆိုလို့ရှိရင်ဂါဗီရဲ့အញ្ញံအဖြစ်ကျွန်တော်တို့အပြောင်းရွှေ့ပိတ်ကနေမှာဟင်ကာဘီကိုခေါ်လိုက်တယ်။ပြီးတော့ဆလီဗာအញ្ញံအဖြစ်ကျွန်တော်တို့မော်စကွေယာကိုခေါ်လိုက်တယ်။မော်စကွေယာဆိုတာဒီကျွန်တော်အဲ့လောက်ထိ performance ကောင်းတဲ့ကစားသမားလို့ကျွန်တော်မထင်ခဲ့ဘူးဗျာဒါပေမဲ့ခုဆလီဗာလီဗာပူးနဲ့ပွဲနာသွားတယ်အဲ့ပွဲမှာလည်းဆလီဗာနေရာကိုဝန်းလာပြီးတော့လီဗာပူးနဲ့လို့အဖရီကွတ်မှာ pressure အရမ်းများတဲ့ပွဲကိုသူကောင်းအောင်မှကစားသွားနိုင်တယ်ဒါမော်စကွေယာကိုချီးကျူးရမယ့်အချက်ပါဒီလူငယ်လေးကိုကျွန်တော်တို့ကပေါင်73သန်းထည့်ရခဲ့တာတော့တကယ်ကိုထိုက်တန်တဲ့အပြောင်းရွှေ့တစ်ခုပေါ့နော်အဲ့လိုအပြောင်းရွှေ့တွေမှန်ကန်မှုကကျွန်တော်တို့ပွဲတွေမှာဘယ်လောက်အကျိုးသက်ရောက်လဲဆိုရင်ဒီပွဲကအသက်သေးဖြစ်ပါတယ်ဒီပထမပိုင်းမှာဘီဘာအိုကအာဆင်နယ်ကစားကွက်တဲမရအောင်ကြံ့ကြံ့တန်းဆော့တယ်ကြံ့ကြံ့တန်းမဟုတ်တော့ technical foul တွေကိုအာဆင်နယ်ရဲ့ play style ကိုdistract လုပ်တဲ့အဲ technical foul တွေကိုခဏကျူးလိုက်မယ်နော်အဲဆိုအာဆင်နယ်ကကစားကွက်တဲမရတော့အာဆင်နယ်အရင်တော့ဆိုကစားကွက်တဲမရတဲ့ပွဲဆိုအာဆင်နယ်ကခဲရင်းသွားတတ်တယ်အခုနောက်ပိုင်းကျတော့system ကိုဒါအာမကိုပဲနဲ့တကူချင်းထိုးပေါက်တဲ့ကစားသမားတွေများလာတဲ့အခါဘာပူကောင်းလာလဲဆိုတော့အဲ့လိုမျိုး system ပြတ်သွားအောင်ဆော့တဲ့ပွဲတွေမှာဆိုအဲ့တကူချင်းတယောက်ချင်းကောင်းတဲ့ကစားသမားတွေစီကကျွန်တော်တို့က high performance ကိုကျွန်တော်တို့ကမှီခိုလို့ရတယ်ဆာကာကအရန်ကောင်းတဲ့ player ဒါပေမဲ့ဆာကာက assistant ကိုဒါအားပြုတယ်ပေါ့နော်အားပြုတယ် individual performance ကောင်းပြီမဲ့ system ကိုအားပြုတဲ့ဘက်ကိုရောက်တယ်မာရိုကီကတော့အဲ့လိုမဟုတ်သူကသူ့ရဲ့တိုးအားယုံအားကိုအသုံးပြုပြီးတော့ system ကိုအားကိုးရမယ့်ချိန်နဲ့အားကိုးတယ်ဒါပေမဲ့များသောအားဖြင့်တော့ individual တိုးအားယုံအားနေပြီးတော့ကိုပေါက်ကံမယ်ကိုဖန်တီးပြီးမယ်ဒါပေမဲ့မာရိုကီညနွာလွတ်သွားတဲ့အလုံးတွေမှာသူလွတ်ပြီးတော့ကိုချီကိုဆွဲပြေတဲ့အလုံးတွေမှာ unproduct ကတော်အားနေတယ်ပေါ့ဒါပေမဲ့ तू ကဘယ်ခြေအားတန်ဗျာဘယ်ခြေအားတန်ကိုဒီအတွင်းထဲကိုဆွဲဝင်ပြီးတော့ဂိုးလိုင်းပေါ်ကနေပြီးတော့ဟိုဂိုးရှေ့ကို crop ဖြတ်မယ်ဆိုရင်သူ့ရဲ့ညာခြေဖြတ်တယ်ဘောကဆာကာနဲ့တော်တော်ကွာတယ်ဗျာဆာကာကကျတော့အဲ့လိုဒီအတွင်းကိုဆွဲဝင်ပြီးတော့ဂိုးစီလိုင်းကနေပြီးတော့right foot နဲ့ crop တင်လဲဆာကာ crop တွေကကောင်းတယ်ဗျာပြီးတော့ဒီအမနက်ဝန်ကအနေနဲ့ဂိုးကံမလားဒါမှမဟုတ်အမနက်ဝန်ကအနေနဲ့ဂိုးရှေ့ကိုဖြတ်တယ်မလားဆာကာရဲ့ဖြတ်တယ်ဘောတွေကအများကြီးတော့ပိုကောင်းတယ်လို့ကျွန်တော်မြင်တယ်ဗျာဒါပေမဲ့မာရီကီယာဆာကာလိုအိုက်ပိုင်းနေတော့တိုးတက်ဖို့တော့လိုသေးရပါတော့ဒါပေမဲ့ဆာကာနာနေတဲ့အချိန်မှာဒီလောက်ထိကစားပေးနိုင်တော့မာရီကီကိုတကယ်ချီးကျူးရပါပဲဂိမ်းကတော့ဒီလိုနဲ့ပေါ့ဗျာပထမပိုင်းမှာဆိုဘီဘာအိုကတော့ပွဲကို control လုပ်တဲ့အချိန်လေးရှိတယ်ဒုတိယပိုင်းရောက်သွားတော့အာဆင်နယ်ကပထမပိုင်းဂိုးမရတော့ဒုတိယပိုင်းရောက်သွားတဲ့အချိန်မှာဘာစိုးရိမ်စိတ်ဝင်သွားလဲဆိုတော့ဒီဘက်ငါတို့နိုင်ချင်းမလည်းနိုင်တော့မယ်ပေါ့နော်ဒါပေမဲ့ရှုံးတော့မရှုံးဘူးဆိုတာသိတယ်ဘာလို့လဲဆိုတော့ Arsenal ရဲ့ defensive solid performance ရကျွန်တော်တို့ရှုံးတော့မရှုံးနိုင်ဘူးဆိုတာသိတယ်အဲ့အချိန်မှာပဲအာဒီတာဘယ်လိုလူစားပြောင်းလဲမှုတွေလုပ်မလဲစောင့်ကြည့်ရင်လည်းအာဒီတာပထမဆုံးရော့ဂရက်နေရာမှာကျွန်တော်တို့လူစားမလဲမှုတွေကိုစောင့်ကြည့်တဲ့အခါမှာကျွန်တော်တို့ကပထမဆုံးရော့ဂရက်နေရာမှာလီဆန်ဒိုထော့စတက်ကို
လူစားလဲလိုက်တယ်လီဆန်နိုထော့ဆက်ဝင်လာပြီးတော့ကျွန်တော် easy ပေါ့ easy ကသူက individual performance လေးပြတော့ပြတယ်ဒါပေမဲ့ easy ကကျွန်တော်ပျောက်နေတယ်နည်းနည်းတော့သူ normal performance ရဲ့အောက်ကိုရောက်နေလို့တော့ထင်တယ်အဲ့ဒီအချိန်မှာ easy ရဲ့အစား Martinelli ကိုထည့်လိုက်တယ် Martinelli ထည့်ပြီးမကြသေးပဲနဲ့မကြသေးတဲ့အချိန်မှာဟိုဘက်က Viva ကိုသမားကလောင်းမော့ကန်နေလိုက်တယ်လောင်းမော့ကန်နေလိုက်တဲ့ဟာကိုအာဆင်နယ်နောက်တန်းကနေခေါင်းဦးတယ်ခေါင်းဦးပြီးရဲ့ဘောလုံးကိုတကန်ရိုက်ကစက္ကန့်ဘောကောက်ပြီးတော့ရှေ့ကိုရှန်တိုင်းလေးပေးလိုက်တဲ့အချိန်မှာလီဆန်နိုထော့ဆက်ကမာတင်နယ်လီရဲ့ပြေးလမ်းကြောင်းကိုတော်တော်လေးတည်သက်တဲ့ဘောလုံးအခင်းချင်းနဲ့သူမာတင်နယ်လီရဲ့ပြေးလမ်းကြောင်းတွေကိုထည့်ပေးလိုက်တယ်အဲ့ဒီအချိန်မှာမာတင်နယ်လီကတပွဲလုံးကစားထားရတဲ့ကစားသမားဆိုရင်မာတင်နယ်လီရဲ့စတာမီနာကအဲ့လောက်ထိကြံကြင်မှကြံမယ်ဒါပေမဲ့မာတင်နယ်လီကဒုတိယပိုင်းမှလူစားဝင်လာတယ်ဒါကျွန်တော်အမှတ်မမှားရင်ကွာဘောလုံးကမာတင်နယ်လီပထမဆုံးထိရတဲ့အလုံးလားမသိဘူးဗျအလုံးမှာပဲမာတင်နယ်လီကပထမဆုံးခေါင်းလေးကိုတင်လိုက်တယ်ခေါင်းလေးကိုတင်ပြီးကျလာတဲ့ဘောလုံးကိုမြေကြီးကိုအကျမခံမနဲ့ခြေထောက်လေးကွန်ထရိုးလေးနဲ့ရှေ့ကိုတခါလေးဆွဲသွားတယ်အဲ့နေရာမှာခေါင်းပေါ်တင်လာတဲ့ဘောလုံးကမာတင်နယ်လီကခြေထောက်နဲ့ရှေ့ကိုတခါလေးဆွဲမထုတ်ပဲနဲ့မြေကြီးကိုအကျခံလိုက်လို့ရှိရင်တစ်ဖက်ကစားသမားကဘောလုံးကိုမှီနိုင်တယ်ဒါပေမဲ့မာတင်နယ်လီကဆုံးဖြတ်ချက်မှန်နဲ့ပဲဘောလုံးကိုရှေ့ကိုတခါလေးတည်သွားတယ်ရှေ့ကိုတခါလေးတည်သွားတဲ့အချိန်မှာကိုသမားနဲ့1-on-1 တွေ့ပြီ1-on-1တွေ့တဲ့အချိန်မှာမာတင်နယ်လီကတော့မာတင်နယ်လီအတိုင်းပါပဲ final decision ချရတဲ့နေရာမှာအရန်ကိုသူ့ရဲ့ run နေရာကောင်းတယ်သူ့ရဲ့ stamina run နောက်ကဒီဘာကိုကစားသမားရေဘလို့မှမလိုက်နိုင်ဘူးဒါပေမဲ့ကိုသမားနဲ့အဆုံးသတ်တဲ့အချိန်မှာမာတင်နယ်လီရဲ့အဆုံးသတ်ကပုံမှန်လိုပဲအဲ့လိုမျိုးအရင်ကောင်းနေဘူးဒါပေမဲ့ကန်ကောင်းပြီး900သွားတယ်900သွားတဲ့အချိန်မှာတော့ဒီဘရာသာတို့သတိထားမိမှာပါအာဆင်နယ်ကဥဆောင်ကိုတကူပဲလို့ဥဆောင်ကိုတကူရသွားရင်အာဆင်နယ်ကအဲ့ပွဲကိုနိုင်ဖို့မခက်ဘူးဂိုးပြန်ဖို့ပေးရကိုလေအာဆင်နယ်ဥဆောင်ကိုရသွားရင်အာဆင်နယ်အသင်းဘက်ကိုဥဆောင်ကိုအခြေပါကိုပြန်သွင်းဖို့လည်းမလွယ်ဘူးအဲ့ကြောင့်ဒီပွဲကတော့ကျွန်တော်တေချာပြီးငါတို့နိုင်ပြီပေါ့နော်ငါတို့နိုင်ပြီ0ဒါမှမဟုတ်နောက်တစ်ခုထပ်ရနိုင်တယ်လို့စိတ်ထဲမှာလို့ခံစားမိတယ်အဲ့ဒီချိန်ပဲကစားရင်းနဲ့ပွဲပြီးကနေမှာမာတင်နယ်လီကသူ့ရဲ့ပုံစံကိုနည်းနည်းခွဲထွက်ပြီးတော့အတွန်းထဲကိုဆွဲဝင်လိုက်ပြီးတော့ဂိုးရှိကိုတခါလေးဖြတ်မတင်မနဲ့အလဲမှာဘယ်သူရှိလဲကြည့်လိုက်တယ်ကြည့်ပြီးတော့အဲ့မှာလဲမှာလူလွတ်နေတဲ့ ထော့ဆက်စီကိုဘောလုံးခင်းမိလိုက်တယ်ဘောလုံးခင်းမိလိုက်တဲ့အချိန်မှာထော့ဆက်ကတခြားကသမားဆိုလို့ရှိရင်တော့အဲ့လိုဟိုးကနေကန်မဲ့ထော့ဆက်ဆိုတဲ့ကစားသမားကသူကဘယ်လိုကိုဖီနဲ့အရန်ကောင်းတဲ့ကစားသမားသူလှုပ်ချင်တာလှုပ်မယ်အဲ့တော့ဘောလုံးကိုချက်ချင်းမကန်မယ်နဲ့တေချာကြီးဆိုမှကန်လိုက်တယ်ဂိုးသွားတယ်ဒါကတော့ကျွန်တော်တို့ပွဲထဲမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေပေါ့နော်အဲ့ဒီမှာပြောစရာရှိတာတွေကကျွန်တော်တို့ squad တက်အရန်ကောင်းတယ်ဗျ squad တက်ကတော်တော်ကြီးကိုကောင်းတယ်အရင်တော့ဆိုရင်ကျွန်တော်တို့ဆာကာအိုဒီဂတ်ဆလီဘာမှာပါလို့ရှိရင်အာဆင်နယ်ကအခုလိုပွဲတွေမပြောနဲ့ကစားခက်တဲ့ဘီဘာအိုလိုပွဲတွေမပြောနဲ့ပရီးမီးယားလိဂ်မှာတောင်တခြားတန်းသင်းဆောင်အသင်းတွေနဲ့တွေ့ရင်တော့နည်းနည်းရုန်းကန်ရတယ်ပြီးတော့ဒီအာဆင်နယ်ရဲ့ system ကိုအဲ့လိုမျိုးဖြတ်စည်းတဲ့အသင်းတွေနဲ့ဆိုအာဆင်နယ်ကအနိုင်ကိုရဖို့ခဲညင်းနေတယ်အဲ့လိုမျိုးတွေဆိုရင်အာဆင်နယ်အမှတ်ဆုံးရှုံးရတာရှိတယ်ဒါပေမဲ့ဒီနှစ်မှာတော့ squad တက်မှာကျွန်တော်တို့ individual performance ကိုအားကိုးတယ်ပြီးတော့ strength တွေအားကိုးတယ်ဥပမာ system ကိုအားကိုးမယ် system ကိုအားကိုးလို့မရရင်ကိုယ့်ရဲ့တူးချင်းကြော်ဖြတ်မှုတွေကနေပြီးတော့ goal တွေ assist တွေလုပ်ဖို့စ조사နေတဲ့ထိရသိရခက်တဲ့မာဒူကီ easy လို့ကစားသမားတွေရောက်လာတာတကယ်အာဆင်နယ်အတွက်တကယ်ကိုအဖိုးတန်တဲ့အပြောင်းရွှေ့တွေဖြစ်ပါတယ်ပြီးတော့ဒီနေ့ခေါ်ခဲ့တဲ့ကစားသမားတွေထဲမှာမာဒူကီကိုတော်တော်များများမကြိုက်ကြဘူးဆိုတာဘာလို့လဲဆိုတော့မာဒူကီခေါ်လိုက်တဲ့အချိန်မှာဘယ်လိုဖြစ်လဲအာဆင်နယ်ကရောက်ခဲ့တယ်မခေါ်ရသေးဘူး easy လည်းမခေါ်ရသေးဘူးတကယ်လိုအပ်နေတာကမာတင်နယ်လီရဲ့ run မှာစော့မဲ့ world class မဟုတ်ရင်တောင်မှရင် individual skill ကောင်းတဲ့ striker individual skill ကောင်းတဲ့ dribbler လိုတွေပေါ့နော်အာဆင်နယ်အဲ့အချိန်မှာမာဒူကီကိုကောက်ခေါ်လိုက်တဲ့အချိန်မှာပရိသတ်တွေဒေါသထွက်တာလဲမှားတော့မဟုတ်ဒါပေမဲ့အန်ဒရီဗာတာကသူ့အလုပ်ကိုပဲကောင်းမွန်နဲ့သူခေါ်နေတဲ့လူတွေကိုကျွန်တော်တို့ညှော်မှန်းထားတာတဲ့
ကျွန်တော်တို့လိုချင်တာအထက်ကိုပို့ပြီးတော့ခေါ်ပေးလိုက်တယ်အင်္ဂါပီတို့ဘာလို့ဆိုရင်ကျွန်တော်တို့ရောက်လာမယ်မထင်ဘူးဒါပေမဲ့အင်္ဂါပီတို့ဘာလို့ရောက်လာတယ်ဒီ squad တက်ကြီးကပဲအာဆင်နယ်ရဲ့ဖလားရဖို့သွားတဲ့လမ်းကြောင်းမှာတကယ်အထောက်အကူပြုမယ်လို့မျှော်လင့်တယ်အာဒီတာကိုတော့အန်ရီဘာတာဒီတော့အသင်းပိုင်ရှင်တွေကပေါ့နော်squad တက်ဆိုတဲ့သူ့ကိုလက်နက်အင်အားတွေအများကြီးတက်ဆင်ပေးလိုက်ပြီအဲ့ဒါတွေကိုအသုံးပြုပြီးအာဒီတာအနေနဲ့စူဖလားတွေရဖို့ကြိုးစားရုံနဲ့ကြံပါတော့တယ်အာဆင်နယ်ဒီအခုဒီပွဲတွေကိုပြန်ကြည့်မယ်ဆိုရင်အာတီတာကအရင်နဲ့မတူတာတွေ့ရတယ်ဘာလို့ squad rotation ကိုသူကောင်းကောင်းနားလည်သွားပြီ squad rotation ကိုသူကောင်းကောင်းလုပ်တယ်အရင်တော့ဆိုရင် squad rotation ဘာလို့ကောင်းကောင်းလုပ်လဲဆိုတော့ Martinelli တို့ Trossard တို့အာတီတာကြိုက်တဲ့ကစားသမားဒီကစားသမားတွေကိုသူဂိမ်းတိုင်းကဘေးကိုပေးမှာဗျပေးတဲ့အချိန်မှာလဲဒီကစားသမားတွေစီကနေပြီးတော့ quality ကောင်းကောင်းရဖို့တော့လိုအပ်တယ်ဗျာဘာလို့လဲဆိုတော့အာဒီတာကမာတင်နယ်လီကိုတကယ်ကြိုက်တယ်တကယ်သဘောကျတယ်သူသဘောကျတဲ့ player ဒါကြောင့်ဂိမ်းတိုင်းပေးကိုပြီးမှာအဲ့အတွက်မာတင်နယ်လီတို့ Trossard တို့လည်းနေရမရမှာပွဲတိုင်းမကစားမှာဘူးမစိုးရိမ်မင်းနဲ့တပွဲကိုအနည်းဆုံးဒီကောင်းနေမိနစ်20 30 25မိနစ်ကစားမှာဖြစ်တယ်အဲ့ဒီအတွက်အာဆင်နယ်ရဲ့ squad rotation ကလည်းဒီနှစ်မှာအားကောင်းလာမယ်လို့မြင်ပါတယ်ဒါကတော့ဘီဘာအိုနဲ့ပွဲပြီးသုံးသက်ချက်အပြင်ကျွန်တော်အာဆင်နယ်နဲ့ပတ်သက်ပြီးကျွန်တော်ရဲ့အမြင်တွေကိုသုံးသက်ဆွေးနွေးသွားတာဖြစ်ပါတယ်ဖူဘောကလာတွေကိုအားပေးနေတဲ့ပရိသတ်တွေအားလုံးလည်းမင်္ဂလာကျေးဇူးအများကြီးတင်ပါတယ်ဗျာ